မင်္ဂလာပါရှင်2026ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နာရီအတွင်းကဖြစ်ပေါ်ခဲ့တဲ့ညဘူးချိန်အခြေအနေများမှာချင်းပြည်နယ်မကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာဖေဖော်ဝါရီလရဲ့ပုံမှန်ဘူးချိန်အောက်2ဒီဂရီဆယ်စီယပ်လျော့နေခဲ့ပြီးရခိုင်ပြည်နယ်မှာဖေဖော်ဝါရီလရဲ့ပုံမှန်ဘူးချိန်ထက်2ဒီဂရီဆယ်စီယပ်ပိုခဲ့ကကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာဖေဖော်ဝါရီလရဲ့ပုံမှန်ဘူးချိန်ခန့်သာရှိခဲ့ပါတယ်။မြို့လိုက်ထူခြားတဲ့ညဘူးချိန်အခြေအနေများမှာဟာခါမြို့မှာ1.5ဒီဂရီဆယ်စီယပ်ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မြို့မှာ4.8ဒီဂရီဆယ်စီယပ်မိုင်းယန်းမြို့မှာ5ဒီဂရီဆယ်စီယပ်ဟဲဟိုမြို့မှာ9.3ဒီဂရီဆယ်စီယပ်လိုင်းလင်းမြို့မှာ9.6ဒီဂရီဆယ်စီယပ်တီးတိမ်မြို့မှာ9.8ဒီဂရီဆယ်စီယပ်ပင်လောင်းမြို့မှာ6ဒီဂရီဆယ်စီယပ်တီဘောမြို့မှာ6.5ဒီဂရီဆယ်စီယပ်နဲ့လာရှိုးမြို့မှာ6.8ဒီဂရီဆယ်စီယပ်တို့ဖြစ်ကြပါတယ်ဖေဖော်ဝါရီလရဲ့အမြင့်ဆုံးအပူချိန်စံချိန်သစ်အနေနဲ့ကတော့2026ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့ညနေ3နာရီခွဲချိန်တိုင်းထွာချက်များအရမုဒုံမြို့မှာ38ဒီဂရီဆယ်စီယပ်100.4ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီးရခိုင်စံချိန်ဟောင်းမှာ39.9ဒီဂရီဆယ်စီယပ်100.2ဒီဂရီဖာရင်ဟိုက်ဖြစ်က2012ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လေတနာရီခွဲအချိန်မိုးလေဝသကြိုးမှဖန်ယူရရှိတဲ့ပုံအရပင်ကလာပင်လယ်အော်မြောက်ပိုင်းနဲ့အလဲပိုင်းတို့မှာတရက်နဲ့ငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကျမ်းမင်္ဂလာပင်လယ်အော်တို့မှာတရက်တင်မှာတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းနဲ့တောင်ပိုင်းဇုံဒေသများမှာတရက်နဲ့ငယ်မှာတရက်တင်ဖြစ်ထွန်းနေပြီးကျန်ဒေသများမှာတိမ်ကင်းစင်တလောက်ရှိနေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာလေပြင်းအားများနေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းနဲ့ငယ်မှာလိုင်းအတင်ရှိပါမယ်။လိုင်းအမြင့်မှာမြန်မာကယူနယ်တစ်လျှောက်နဲ့ကံလုံပင်လယ်ပြင်တို့မှာ3ပေမှ5ပေခန့်ရှိနိုင်ပါတယ်။မနက်ဖြန်မနက်အထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးနဲ့ငယ်ရွာနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတရက်တင်ဖြစ်ထွန်းပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာအများအားဖြင့်တာယာပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်
ပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်။အနှိမ့်ဆုံးအပူချိန်မှာ14ဒီဂရီဆယ်စီယပ်59ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူချိန်မှာ35ဒီဂရီဆယ်စီယပ်65ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတရတင်ဖြစ်ထွန်းပါမယ်။အနှိမ့်ဆုံးအပူချိန်မှာ20ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူချိန်မှာ39ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်။အနှိမ့်ဆုံးအပူချိန်မှာ15ဒီဂရီဆယ်စီယပ်59ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူချိန်မှာ35ဒီဂရီဆယ်စီယပ်65ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာညအပူချိန်များအနေငယ်လျော့နေနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဒီကနေ့မြန်မာစံတော်ချိန်73:30နာရီချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့အီကွေတာအနီးအိန္ဒိယသမုဒ္ဒရာတို့မှာနောက်48နာရီအတွင်းလေပြင်းနဲ့ရောင်တစ်ခုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်းလယ်2နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။